လောကတန်ဝေကရเสียဆိုအလွန်ကောင်းတယ်ပုထုဇဉ်ဆိုတာဘယ်နေရာမှသိချခြင်းမရှိဒီဘဝမှာဘုရားရဲ့အဆုံးအမတွေကိုယုံကြည်စွာလက်ခံတော်လဲမကြခင်အယူဝါဒပြောင်းသွားနိုင်တာမျိုးတွေလည်းရှိဒီဘဝမှာလူကောင်းနောက်ဘဝရောက်တာနဲ့လူဆိုးဆိုတာလည်းဖြစ်သွားနိုင်ဒီဘဝမှာသူစရိုက်တွေကျင့်တော်လဲနောက်ဘဝမှာဒုစရိုက်သမားဆိုတာလည်းဖြစ်သွားဒီဘဝမှာလူတော်လူကောင်းနောက်ဘဝမှာလူဆိုးလူမိုက်ဆိုတာလည်းအလွယ်တကူဖြစ်သွားနိုင်တယ်သောတပန်မဖြစ်သေးသမျှဘယ်သူမှစိတ်ချရတဲ့အနေထားတော့မရှိဘူး။ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးချုပ်ကိုက်မှုအောက်မှာတန်တရားမှာနေကြရတာဖြစ်တယ်။ဥပနိတယပစ္စယောလို့ခေါ်တဲ့ပတ်ဝန်းကျင်အပေါင်းအသင်းမိတ်ဆွေဆိုတာအမှန်တမ်းအရေးကြီးတယ်။အပေါင်းအသင်းနောက်မှာပါသွားနိုင်တယ်။တက္ကနာနီတက္ကမုဆိုနာနီမုဆိုဆိုတာလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်အနေထားရလူတွေဖြစ်တယ်တခြားမပြောနဲ့ကတ္တဝဘုရားမြတ်စွာဘုရားရဲ့လက်ထက်မှာပါရမီတွေအတော်ပြည့်ကြီးဖြစ်နေတဲ့ဘောဓမဗုဒ္ဓရဲ့လောင်းနေရဇောတိပါဠဆိုတဲ့ပုံနာဖြစ်ခဲ့ပုံနာဆိုတာအမြဲတမ်းပြမနာတွေဆိုတမနာလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကိုအမြဲတမ်းရန်သူတစ်ဖွဲ့ဆက်ဆံနေရှိတယ်ဒါကြောင့်ကတ္တဝမြတ်စွာဘုရားစီကိုဂတိကာရကမိတ်ဆွေကြီးကခေါ်တဲ့အခါမှာဒီကတုံးနေစီဘာလို့သွားမှလဲလို့ဆိုပြီးနောက်ပွင့်မဲ့ဘုရားကဘုရားကိုမကြည်ညိုဘူးဆိုမှတမ်းမှထင်ရှားအဲကြောင့်ကိုဘွားကိုစိတ်ချနိုင်အောင်ကတော့သောတပန်ဖြစ်မှပဲအ ਨੇ ဆုံးမှစိတ်ချရမှာဖြစ်တယ်ပုရုဇဉ်ဘွားနဲ့ကတော့လောက်ပဲပါရမီတွေဖြည့်ပြင်ပရဲ့လှိစားမှုတွေနဲ့လူတွေဟာလမ်းလွဲသွားနိုင်နေတယ်ပေါ့ဘုရားလောင်းပါရမီပြည့်ပြီးသားပုဂ္ဂိုလ်တွေဥတောင်မှပဲမျိုးရိုးဇာတိရဲ့လှည့်စားမှုကိုခံလိုက်ရတဲ့အခါမှာဘုရားကိုမကြည်ညိုတဲ့စကားတွေပြောမိသေးတယ်ဆိုတာတတိထားကြရမှာဖြစ်တယ်။ဒါကြောင့်မို့ဒီမေဃဆိုတဲ့လူငယ်လေးဟာသူဝိရယတိကိုအားကျပြီးတော့တပည့်ခံပြီးသူနဲ့အတူတကွဒီပင်ကရာမြတ်စွာဘုရားရဲ့သာသနာဝင်ရောက်ပြီးတော့တရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်တော်လဲပဲသူဟာဒီတဘဝမှာပဲရဟန်းဘဝရောက်သွားတဲ့အခါမှာအပေါင်းအသင်းမကောင်းတဲ့မိတ်ဆွေရဲ့ပေါင်းတင်မှုကြောင့်မကောင်းတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီးလို့မကောင်းတဲ့စကားတွေနဲ့တိုက်တွန်းတဲ့မိတ်ဆွေရုပ်လို့ခေါ်တယ်။ဘာလားဆိုတဲ့မိတ်ဆွေကြံလိုက်ရင်လည်းပြစ်ရှိတဲ့အားတွေမကောင်းတဲ့အကြမ်းတွေကြမ်းတယ်ပြောလိုက်တဲ့စကားလည်းပဲမကောင်းကျိုးဖြစ်စေတဲ့စကားတွေပြောတယ်။အလုတ်လို့ရင်လည်းပဲအပြစ်ရှိတဲ့အလုပ်မျိုးကိုပဲလုပ်တယ်။အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေမိတ်ဆွေရုပ်နဲ့သူဟာပေါင်းတင်ဆက်ဆံမိသွားတဲ့အခါအဲ့ဒီပုဂ္ဂိုလ်ရဲ့အားပေးတိုက်တွန်းမှုကြောင့်သူဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးတော့လမ်းကြောင်းပြောင်းသွားမှုတယ်သူသွားနေတဲ့ရှောက်လန်းနေတဲ့လမ်းကြီးဟာထိုလမ်းကြောင်းကြီးဟာပျက်စီးသွားခဲ့တယ်သူရဲ့သူတော်ကောင်းဘဝလေးဟာပျက်စီးသွားပြီးမကောင်းတဲ့ဘဝကိုသူရောက်သွားဒါကြောင့်မို့မြတ်စွာဘုရားကဘင်္ဂလားတုတ်ဟောတဲ့အခါမှာအသေဝနာသဘာလနံပဏိတမြသသေဝနာဆိုတာဘာလဆိုတာနဲ့ပေါင်းမိသွားမယ်ဆိုရင်တော့မင်္ဂလာဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့ဘာလဆိုတာနဲ့မပေါင်းမိဖို့ဒီဟာကိုရှေးဥစွာမင်္ဂလာတစ်ပါးနေတဲ့မြတ်စွာဘုရားဟောကြားဆုံးမှာလောကမှာအပေါင်းအသင်းဆိုတာဓမ္မအရေးကြီးတယ်အပေါင်းအသင်းပေါ်မှာမိပြီးတော့လူတွေဟာအကောင်းဆိုးတွေအများကြီးဖြစ်နေဒါကိုပဋ္ဌာန်း24ပစ္စည်းကြဥပနိတယပစ္စယောလို့ခေါ်ပုဂ္ဂိုလ်တူတယောက်ဟာကောင်းအောင်လဲစွမ်းဆောင်နိုင်တယ်လို့ဆိုးအောင်လည်းပဲထိုပုဂ္ဂိုလ်တယောက်ရဲ့စွမ်းဆောင်မှုကြောင့်ဆိုးဝါးတဲ့ပုဂ္ဂိုလ်သူစရိုက်သမားဖြစ်တာလဲပုဂ္ဂိုလ်ကောင်းတယောက်ကိုအကြောင်းပြုဖြစ်တယ်ဒုစရိုက်သမားဘဝရောက်သွားတာလဲအပေါင်းအသင်းကြောင့်ရောက်သွားနိုင်တယ်လို့သူဆိုလို့သူဟာလည်းပဲတကယ်ကိုသူဗေဒရဲ့သေးရဲ့ဗျာဒိတ်ပွဲမှာအတူယူအားကြပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ဘဝကျင့်ကြံကြိုးကိုအားထုတ်နေတော်လဲပဲမကောင်းတဲ့မိတ်ဆွေနဲ့ခင်ခင်မင်မင်ရင်းရင်းနှီးနှီးပေါင်းသိမိတဲ့အခါထိုပုဂ္ဂိုလ်ရဲ့တိုက်တွန်းနှိုးဆော်မှုကြောင့်သူလျှောက်လှမ်းနေတဲ့လမ်းကြောင်းလေးဟာပြောင်းလဲသွားခဲ့တယ်သူဆိုတယ်နော်မကောင်းတဲ့မိတ်ဆွေရဲ့
အပေါင်းအသင်းရဲ့ပြောသမျှစကားတွေအတူတကွနေထိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အမှုအကျင့်တွေအပြောအဆိုအတွေးတွေကြောင့်စိတ်ကူးရင်လာတယ်သူမဟုတ်သူပြောတဲ့နောက်မှာစကားတွေမှာစိတ်ကူးရင်လူတွေဆိုတာစိတ်ကူးရင်တတ်တယ်လေစိတ်ကူးရင်လည်းဆိုတာအတွေးထဲမှာနစ်မြုပ်ပြီးတော့နေတတ်တယ်အဲဒီမှာကောင်းတဲ့စိတ်ကူးဆိုတာပေါ်ခဲ့တယ်မကောင်းတဲ့စိတ်ကူးတွေပဲများတယ်ဒါကြောင့်စိတ်ကူးရင်ပြီးတော့သာသနာတော်ကပြန်ပြီးတော့ထွက်ခွာခဲ့တယ်ဘုန်းကြီးဘုရားကနေလူထွက်တော်လိုက်ပြန်တယ်အဲ့ဒီလိုလူဘဝပြန်ရောက်သွားရုံညမကဘူးအဲ့ဒီမကောင်းတဲ့အပေါင်းအသင်းရဲ့ပြောဆိုမှုတွေကြောင့်သူဟာနောက်ဆုံးမှာလူဆိုးတယောက်အဖြစ်ကိုရောက်ရုံညမကအမေကိုတတ်တဲ့အမှုထီအောင်သူကျူးလွန်သွားအောင်ဆိုးဝါးသွားခဲ့တယ်လို့ဆိုအဲ့ဒါမှဆိုးဝါးတဲ့ပြစ်မှုကြီးတစ်ခုကိုသူကျူးလွန်မိသွားတယ်မိဘကိုပင်စော်ကားပြီးမိခင်ကိုတတ်မိတဲ့ပြစ်မှုကြီးတစ်ခုကိုသူကျူးလွန်မိသွားတယ်ဘဝဆိုတာအလွန်ကြောက်စရာကောင်းအခုပဲသူတော်ကောင်းဖြစ်ပေမဲ့မကြခင်တော့ကြာသူရုံးမှာဖြစ်ခြင်းဖြစ်တယ်လူရဲ့စိတ်ဆိုတာမတမကြောက်စရာအမြဲတမ်းသူတော်ကောင်းဖြစ်နေဖို့ဆိုတာခိုင်မာတဲ့တတိခိုင်မာတဲ့ပညာဒါတွေရှိနေမတမအရေးကြီးတယ်အတွေးလေးတစ်ချက်ချော်သွားလိုက်တာနဲ့တပြိုင်နက်သူတော်ကောင်းဘဝကရှော့ကျသွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီမိတ်ဆွေရုပ်ရဲ့တိုက်တွန်းနှိုးဆော်မှုတွေနဲ့သူဟာလူကောင်းဘဝကနေပြီးတော့လူဆိုးဘဝရောက်သွားပြီနောက်ဆုံးမှာအမေတတ်တဲ့ကံထီအောင်ပြစ်မှားကျူးလွန်သွားတဲ့အနေအထားမျိုးရောက်သွားတယ်အမေတတ်ခြင်းအဖေတတ်ခြင်းယဟန္တာတတ်ခြင်းမြတ်စွာဘုရားသွေးစိမ်တီအောင်လုပ်ခြင်းတန်ခါသင်ခွဲခြင်းဆိုတဲ့ဒီကံကြီးလို့ခေါ်တယ်မကောင်းမှုအကုသိုလ်ကံကြီးတွေဟာတည်တည်ချားမဲ့မှာလုံးဝအကျိုးပေးတဲ့ဂရုကကံမျိုးတာဖြစ်တယ်သူတို့ကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့ကုသိုလ်ဆိုတာလည်းမရှိဘူးဘလောက်ပဲကုသိုလ်လုပ်လို့သူတို့ကိုဖယ်ရှားပစ်ဖို့ရတတ်နိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့ဟာအလွန်ကြီးလေးတဲ့ပြစ်မှုကြီးတွေဖြစ်မှတ်သားပြီးတည်တည်ချမ်းမဲ့မှာလုံးဝဒီအကျိုးကိုခံစားရမယ်လို့ဆိုဒါမို့ပင်စာနန္တရိယကံပင်စဆိုတာ၅ခုအာနန္တရိယဆိုတာတည်တည်ချမ်းမဲ့မှာအကျိုးပေးမဲ့ကံဆို